တီပါပေတီကဒီနေ့လည်းဆက်ပြီးတော့ဆရာကြီးတူတူဦးလာရဲ့ပလောင်ပုံမြင်များဆိုတဲ့စာအုပ်ထဲကနေပြီးတော့ပုံမြင်စာအုပ်လေးတွေကိုဆက်လက်ပြီးတော့ဖတ်ပြပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့လိုက်ပါနာဆင်ပေးကြပါအောင်နော်ကြောက်ခယူရှေးလွန်လိုက်ပြီးတော့အခါတိုင်းပြည်တစ်ပြည်တွင်ဘယင်တစ်ပါးဆိုးဆန်၏ထိုမင်းသည်မိဖုရားခုနှစ်ပါးနှင့်ထီးနှံစည်းစိမ်ခံစားကတိုင်းပြည်ကိုတရားသဖြင့်အုပ်စိုးလေသည်သို့တော်ထိုမင်း၌ထီးမွေနမ်းမွေဆက်ခံမိသားသမီးမထွန်းကားချေတနေ့တနိုင်မင်းကြီးသည်ထီးမွေနမ်းမွေကိုဆက်ခံမိသားသမီးရားစိန်တော်ကမိဖုရားခေါင်းကြီးနှင့်တကွတခြားမိဖုရားများကိုပါခေါ်၍ခုနှစ်ရက်ပတ်လုံးဥပုသ်ဆောင်စီပြီးလျင်တားစုပန်စေ၏မိဖုရားများလည်းမင်းကြီးမိန့်တော်မူသည့်အတိုင်းဥပုသ်ဆောင်တီကတားစုတောင်းကြ၏ဥပုသ်ဆောင်တီခုနှစ်ရက်မြောက်သောနေ့သို့ရောက်လေလျင်မိဖုရားခေါင်းကြီးသည်ထူးဆန်းသောအိမ်မက်ကိုမြင်မက်၏လမ်းမကြီးသည်မိမိရင်ဘတ်အတွင်းသို့ဝင်ရောက်သွားသည်ဟုအိမ်မက်မြင်မက်ခြင်းဖြစ်၏မိဖုရားကြီးလည်းအိမ်မက်၏ထူးခြားပုံအကြောင်းစုံကိုမင်းကြီးအားလျှောက်ကြ၏မင်းကြီးလည်းတဲ့၌တည်းဆွဲလျင်ဖုံးကြီးသောယောက်ျားမွေးဖွားလက်တတ်ဟုနမိတ်ဖက်၍ပြော၏ထူးခြားသောအိမ်မက်အတိုင်းပင်မိဖုရားခေါင်းကြီး၌ပရိသတ်နေဆွဲနေလာ၏မင်းကြီးနှင့်မိဖုရားခေါင်းကြီးလည်းလွန်စွာဝမ်းမြောက်ရွှင်လန်းကြ၍မွေးဖွားမိနေ့ရက်ကိုသာလက်ချိုးရည်တွက်နေကြရလေသည်ကိုလလွန်မြောက်10လသို့ရောက်လေလျင်တတိသားကိုဖွာလေတော့၏ဘယင်မင်းမြတ်နှင့်တကွနန်းတွင်သူနန်းတွင်သာတိုင်းသူပြည်သားများပါမကြံတားယောက်ျားလေးလောတမိမိမလောဟုတိတို့ကြ၏သို့တော်တနန်းတော်လုံးအံ့ဩတင်သားကြသည်မှာဝေးဖွားလာသောတတိသားမှာတားလည်းမဟုတ်တမိလည်းမဟုတ်မူပဲကြောက်ခယူသာဖြစ်နေ၏မင်းကြီးလည်းရှက်စနိုးတော်မူလာသည်ဖြင့်တားငယ်အဖက်မတင်ဟုတရင်ဖြန့်စေ၍ကြောက်ခယူငယ်ဝိုင်ဆိုင်ကိုလူတိမခံပဲမြစ်တွင်မျောစေ၏မျောလိုက်သောကြောက်ခယူငယ်လည်းမြစ်ကြောင်းအတိုင်းအစင်တစိုက်မျော၍ပါသွားလေရာနောက်ဆုံးမြစ်ကမ်းခြေတောင်ရန်တစ်ခု၌တင်နေတော့၏ထိုအချိန်၌အစာရှာရန်အလုံးငါထွက်လာကြသောဘလူးမောင်နှံတို့သည်ကြောက်ခယူငယ်ကိုတွေ့၍ကောက်ယူသွားကြ၏ဘလူးများလည်းအိမ်သို့ရောက်လျင်ကြောက်ခယူငယ်ကိုပြုတ်၍အိုးတွင်ထည့်၏သို့တော်ထူးဆန်းလာသည်ကအိုးမီများပင်ကြီးတော်လဲကြောက်ခယူမှာမဆန့်ချီထိုအချင်းရာကိုမြင်လျင်ဘလူးများလည်းအံ့ဩပြီးကြောက်ခယူငယ်ကိုစင်အိုးတစ်လုံးတွင်ထည့်၍တင်ဆက်ထားလိုက်ကြလေသည်ဘလူးတို့လည်းကြောက်ခယူငယ်ကိုတတိမထားတော့ပဲအစာရှာရန်အလို့ငါနေ့စဉ်နေ့တိုင်းနနက်မိုးတောက်လျင်အိမ်မှထွက်ကြရလေ၏ဘလူးတို့ထွက်သွားလျင်ကြောက်ခယူငယ်အတွင်မှရုပ်ရည်ချုံမောပြပြီး၍တောင်တင်းတန်မာတော့လူလင်ငယ်သည်ထပ်ပေါ်လာ၍နတ်ဩဇာသမျှကောင်းမွန်သောထမင်းဟင်းများကိုချက်ပြုတ်၏ချက်ပြုတ်ပြီးတော့ကောင်းမွန်စွာကုခက်ပြင်ဆင်ထားပြီးကြောက်ခယူတွင်သို့ပြန်ဝင်သွားလေ၏ဘလူးများလည်းညနေဆောင်တော့အစာရှာရမှအိမ်သို့ပြန်လာကြ၏အိမ်သို့ရောက်လျင်အစင်သစ်ကုခက်ပြင်ဆင်ထားသောထမင်းဟင်းများကိုတွေ့၍အံ့ဩသွားကြ၏မိသူမိဝါချက်ပြုတ်ထားသည်ကိုလည်းသိလိုကြ၏ဘလူးတို့လည်းထမင်းဟင်းများကိုမြည်ကြည့်ရာအလွန်အရသာတွေ့တတ်သဖြင့်ခွန်အားစားလိုက်ကြလေဘလူးဤတို့ဖြင့်ဘလူးတို့လည်းမိသူမိဝါချက်မှန်းမတိသည့်အလွန်အရသာရှိသောထမင်းဟင်းများကိုစားတောက်ကြရသည်မှာ9ရက်များရှိပေပြီညီသူချက်ပြုတ်ပြင်ဆင်ထားသည်ကိုလည်းသိလိုလာပြီထို့ကြောင့်ဇနီးမောင်နှံတို့သည်အဝေးသို့ခရီးသွားဟန်ဆောင်၍ချောင်းမြဖက်ရန်တိုင်ပင်ကြလေ၏ဘလူးကြီးကအိမ်ခေါင်မိုးရေတယောက်တွင်ပုံအိပ်၍ချောင်း၏ဘလူးမကြီးကတကားကြားတွင်ပုံ၍ချောင်းလေ၏မွန်တဲချိန်သို့ရောက်လေတော့ကြောက်ခယူမင်းသားသည်ထမင်းဟင်းများချက်ပြုတ်ရန်ကြောက်ခယူတွင်မှထွက်လာလေတော့၏ ဘ
လူစနီးမောင်နှံလည်းကြောက်ခွေယူတွင်မှထွက်လာသောမင်းသားကိုတွေ့သည်ပြေး၍ဖက်ကြပြီးလျင်ဖယံနှံရှို့ကြ၏မိမိတို့မှလည်းသားသမီးမရှိသဖြင့်ကြောက်ခွေယူမင်းသားအားတားအဖြစ်လုံစွာချစ်ကြ၏ထို့နောက်ကြောက်ခွေယူမင်းသားကြောက်ခွေယူအတွင်သို့ပြန်မွင်နိုင်ရန်ကြောက်ခွေယူကိုလွှတ်ပစ်လေလျင်မင်းသားကဤကြောက်ခွေယူမှာအေးကြုံကအလွန်သုံးဝင်ပါသည်တတိုင်းတစ်ပြည်လုံးကြောက်ခွေယူကိုအတွင်း၌ဝင်နေခြင်းဖြင့်ဘေးရန်ကင်းနိုင်ပါသည်ဟုဘလူကြီးတို့အားပြောပြတော့ကြောင့်ပြန်လဲကယူထားကြလေသည်ကြောက်ခွေယူမင်းသားကဘလူတို့ကိုသာမိဘများဟုမှတ်ထင်နေ၏ဘလူကြီးတို့ကလည်းကြောက်ခွေယူမင်းသားအားတာရင်ပမာအလွန်ချစ်ခင်ကြသဖြင့်၎င်းတို့အစာရထွက်ရသို့မလိုက်ပါစေပဲအိမ်မှာပင်နေရစေ၏ကြောက်ခွေယူမင်းသားလည်းအိမ်မှာနေရင်မိဘဘလူကြီးများအတွက်ထမင်းဟင်းများကိုချက်ပြုတ်၏ကြောက်ခွေယူမင်းသားကမိမိဘလူတို့တိုင်းပြည်တွင်ရောက်ရှိနေသည်ကိုမသိရှာမိဘထင်မှတ်နေသောဘလူကြီးများကလည်းနနက်ဝီလီဝီလင်းမှမိုးချုပ်သည့်အချိန်ထိတောင်ညာသို့တွားရောက်လောက်ကိုင်နေကြရသည်ဟုလိန်လေ၍ပြောထားကြလေသည်ကြောက်ခွေယူမင်းသားလည်းတနည်းပတ်လုံးအိမ်မှာပင်တယောက်တည်းနေရ၏တယောက်တည်းဖြစ်၍အလွန်ပြင်း၏တနေ့သောအခါပြင်းလွန်လာသဖြင့်အိမ်ပတ်လေကိုလှည့်၍ကြည့်ရာအိမ်အောက်တွင်ဘလူးကြီးများစားထားသောလူအယိုးများကိုတွေ့ရှိရလေတော့၏ထိုအခါမှကြောက်ခွေယူမင်းသားလည်းမိမိဘများမှလူမဟုတ်ဘလူးများဖြစ်သည်ကိုသိရှိလေတော့၏ထို့နောက်အိမ်ခါမိုးပေါ်သို့တဖန်တက်ရောက်ကြည့်ရှုလိုသောဆန္ဒဖြစ်ပေါ်လာပြန်၏ထို့ကြောင့်အိမ်ခါမိုးပေါ်သို့တက်ကြည့်ရာဖနက်တရံနှင့်ဝယုံကြီးတစ်ထည်ကိုတွေ့ရှိလေ၏ကြောက်ခွေယူမင်းသားလည်းဖနက်ကိုစီကြည့်ရာအလိုအလျောက်အိမ်အောက်သို့ရောက်လေတော့သည်ထို့ကြောင့်ဖနက်မှာမိုးပြန်ဖနက်ဖြစ်ကြောင်းသိရှိသေး၏ဝယုံကြီးကိုဥ၍ကြည့်ပြန်ရာအလွန်ကြီးမားသောဘလူးကြီးအတွင်သို့ပြောင်းသွားလေ၏ဖနက်နှင့်ဝယုံ၏အကြောင်းစုံကိုသိလေလျင်ကြောက်ခွေယူမင်းသားလည်းနေသားတကြထား၍ဘာမျှမသိဟန်ဆောင်ပြီးနေလေသည်သူ၏အကြံကဘလူးတိုင်းပြည်မှထွက်ပြေးရန်ဖြစ်သည်တနေ့သောအခါဘလူးကြီးတို့လည်းဝေးလံသောခရီးသို့အစာရှာရန်ထွက်ကြလေ၏ကြောက်ခွေယူမင်းသားလည်းအချိန်ကျပြီဟုစဉ်းစားပြီးတော့အိမ်ခါမိုးပေါ်သို့တက်၍ဝယုံကြီးဝတ်ဆင်လိုက်လေ၏ဝယုံကြီးကိုဝတ်ဆင်လိုက်သည့်ခဏအတွင်း၌ပင်အလွန်ကြီးမားအယုဆိုးသောဘလူးကြီးအတွင်သို့ပြောင်းသွားလေ၏ထို့နောက်မိုးပြန်ဖနက်ကိုစီ၍ကောင်းကင်ခီးမှအလင်းအမြန်ထွက်ပြေးလေတော့သည်ကြောက်ခွေယူမင်းသားလည်းကြောက်အားလန့်အားဖြင့်ကောင်းကင်ခီးမှပြန်လာခဲ့ရာတိုင်းပြည်တစ်ပြည်၌ပရိသတ်စီကားစွာဖြင့်ပွဲတွင်စီရင်ကျင်းပနေသည်ကိုမြင်ရလေ၏တီးလိုသောစောဖြင့်ကြောက်ခွေယူမင်းသားလည်းကောင်းကင်မှမြေပြင်သို့တက်ခဲ့လေသည်မြေပြင်သို့ရောက်လျင်လူထုပရိသတ်နှင့်မနီးမဝေးတွင်တွားရောက်ထိုင်နေ၏များမကြာမီမျှော်စင်တစ်ခုပေါ်မှမင်းသမီးတစ်ယောက်သည်ပန်းကုန်းတစ်ခုကိုယူလာ၍လူထုပရိသတ်အတွင်သို့ပြေးချလိုက်လေသည်ပန်းကုန်းလည်းထူးဆန်းစွာဖြင့်လူထုပရိသတ်ခေါင်းပေါ်၌ဝဲပြန်၍လှည့်လည်သွားနေ၏လူထုပရိသတ်ကပန်းကုန်းကိုအာရုံစူးစိုက်စွာလိုက်လံကြည့်ရှုနေကြ၏ပန်းကုန်းလည်းလူထုပရိသတ်ကိုကြော်၍ကြောက်ခွေယူမင်းသားရှိရာသို့ဝဲပြန်ပြီးလာလေသည်ကြောက်ခွေယူမင်းသားလည်းရှောင်သိမ်းဖယ်ရှားပြီး၏တို့ရတွင်နောက်ဆုံး၌ပန်းကုန်းသည်ကြောက်ခွေယူမင်းသားကိုဝင်၍ဆိုလေတော့သည်လူထုပရိသတ်ကအလွန်အံ့ဩအံ့အားသင့်ကြ၏အလွန်ချောမောလှပသောသူ့မင်းသမီးကလေးအတွက်အလွန်ဝမ်းနည်းကြ၏အလွန်ချောမောသောမင်းသမီးကလေးအတွက်အလွန်အယုတ်ဆိုးသောဘလူးကြီးမှာဖူးစာရှင်ဖြစ်နေချေပြီလူသူကြီးကမင်းသမီးကလေးအတွက်စုပ်တက်တက်ဖြစ်နေရှာကြသည်ဘုရင်မင်းကြီးလည်းသမီးတော်အားခေါ်တော်မူ၍၎င်းတို့၌ရှိအပ်သောခတိအတိုင်းသမီးတော်အားဘလူးကြီးနှင့်ပေးစား၍ဘလူးကြီးခေါ်ဆောင်ရာသို့လိုက်သွားရန်မိန့်ကြားလိုက်လေသည်သမီးတော်ကဝမ်းမနည်းပြီးမိမိ၏ဖူးစာဘက်မှဘလူးဖြစ်၍သာဘလူးနှင့်အကြောင်းဆောင်ရသည်ဟုနှလုံးပိုက်၍
ဘလူးကြီးခေါ်ဆောင်ရာမြို့ပြင်သို့လိုက်သွားလေတော့သည်မြို့ပြင်အစုံပြားသို့ရောက်သောအခါတဲထိုး၍အင်ဘက်များကိုမိုးကာပြုပြီးနေထိုင်ကြလေသည်မင်းကြီးနှင့်တကွာတိုင်းသူမိသားတို့လည်းမင်းသမီးနှင့်ဘလူးကြီးအားလစ်လူရှူ၍ပြစ်ထားလေကြသည်ကြောက်ကျူမင်းသားနှင့်မင်းသမီးတို့သည်ဆင်းရဲပင်ပန်းစွာဖြင့်တနေ့လုံးမှတနေ့စားရရှာ၏မင်းသမီးကကြောက်ကျူမင်းသားအားမညိုညင်ပဲမယားဝတ္တရား၅ပါးနှင့်အညီဝတ်ပြု၏အချိန်ကာလအနည်းငယ်ကြာညောင်းလေသောကြောက်ကျူမင်းသားသည်ဝတ်ယုံကြီးကိုချွတ်၍လူ၏အသွင်ဖြင့်မင်းသမီးထံသို့ချီကပ်၏သမီးတော်ဖူးစာကံမကောင်းလေတကားကျွန်ုပ်ကဲ့သို့ရုပ်ရည်ချောမောတက်တယ်၍ဂုံသူရီသူကိုရွေးချယ်လျင်မကောင်းပါလားဘလူးအားအဘဲကြောင့်ပေါင်းသိနေပါတနည်းဟုမေတ္တာမျှရန်ချီရေးဆို၏မင်းသမီးကလေးအကျင့်တီလာပြည့်စုံသူဖြစ်၍မိမိမှာလွတ်လပ်သူမဟုတ်ကာမပိုင်လျောက်သားရှိပြီးသူဖြစ်၍ဤသို့မနှောက်ယှက်ရန်ပြောဆို၍နှင်ထုတ်လေ၏မင်းသမီးအကျင့်တီလာတစ္ဆာသမာဓိကိုတွေ့ရလျင်ကြောက်ကျူမင်းသားလည်းအလွန်ဝမ်းမြောက်သွား၏ကြောက်ကျူမင်းသားလည်းမင်းသမီးအားမိမိ၏လူရုပ်တွင်ကိုပြလိုသည်ဖြင့်တနေ့သောအခါမင်းသမီးကလေးရှေ့၌၎င်း၏ဝတ်ယုံကိုချွတ်လိုက်လေ၏ဝတ်ယုံကိုချွတ်လိုက်လေလျင်ဘလူးရုပ်ပြောက်၍ယမန်ကြီးကမိမိအကျင့်သိက္ခာကိုလာဆန်းသည့်ကြောက်ကျူမင်းသားကိုတွေ့ရှိရလေတော့၏မင်းသမီးကလေးလည်းအလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးကြောက်ကျူမင်းသားအားဝတ်ယုံကြီးကိုပြန်လည်ဝတ်ခွင့်မပြုတော့ပေကြောက်ကျူမင်းသားနှင့်မင်းသမီးကလေးတို့ကနေနှင့်လရွှေနှင့်မြတ်ပမာအလွန်ကြည့်၍တင့်တယ်လာရတကားတဆင်စကားတဆင်နာဖြင့်ဘရင်နာတော်သို့ကြားရောက်လေတော့၏မင်းကြီးလည်းသမီးတော်နှင့်တမတ်တော်ကိုနန်းတော်သို့ခေါ်တော်မူ၍အကြောင်းစုံကိုမေးမြန်းလေ၏ကြောက်ကျူမင်းသားလည်းစုံလင်စွာပြန်လည်လျှောက်တင်လိုက်လေသည်မင်းကြီးလည်းမိုးပြန်ဖက်နှက်နှင့်ဝတ်ယုံကိုဆောင်ယူခဲ့စေ၍သားတော်မရှိသဖြင့်တမတ်တော်အားအိမ်ရှိအရာပေးလိုက်လေသည်မင်းကြီးနေရွာဆန်သောအခါကြောက်ကျူမင်းသားမှာထီးနှန်းကိုဆက်ခံ၍မင်းသမီးမှာမိဖုရားခေါင်းကြီးဖြစ်လာလေတော့သည်ပုံမြင်လေးရတော့ဒါပဲဖြစ်ပါလေရှင်ကျေးဇူးတင်ပါတယ်ရှင်